လာပါရှင်။ຫນွေဦးမီဒီယာချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မောင်ရောင်မြို့နယ်အနောက်မြောက်တိုင်းစစ်တာနာကျုံမှာဂျိုင်ကော်ပတာ3စီးဆက်မောင်းလေးကျင်းနေစဉ်တစည်းပြတ်ကျနေဦးသေးဆုံး။စကိုင်းတိုင်းမှာမြို့နောက်မြောက်တိုင်းစစ်တာနာကျုံမှာဂျိုင်ကော်ပတာ3စီးဆက်လေးကျင်းနေစဉ်တစည်းပြတ်ကျပြီးနှောက်သေးဆုံးခဲ့ကြောင်းမွေရ Revolution မှာတာဝန်ရှိသူတောင်းတဲ့ဒေသပြည်သူတွေကပြောတယ်။ဒီဇင်ဘာလ17ရက်နေ့ညနေ9:40မိနစ်ခန့်မှာမောင်ရမြို့အနောက်မြောက်တိုင်းစစ်တာနာကျုံကိုမိတီလာရှန်တဲနေတဲ့ကရောက်ရှိလာတဲ့ဂျိုင်ကော်ပတာ3စီးကိုဆက်မောင်းလေးကျင်းနေစဉ်တစည်းပြတ်ကျခဲ့ခြင်းဖြစ်ပါတယ်။ထို့သောဂျိုင်ကော်ပတာပြတ်ကျခြင်းကြောင့်မောင်းနေသူစစ်သားနဲ့တေဆုံးပြီးတပ်ဖက်စစ်သားတွေကဂျိုင်ကော်ပတာပြတ်ကျသွားတဲ့နေရာကိုအင်အားလုံးရင်းနဲ့ရောက်ရှိလာပြီးရှင်းလင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒီနေ့ညနေပိုင်းမှာပြတ်ကျဘယ်သူမှပြတ်ကျလည်းမဟုတ်သူတို့ဘာသာဆက်ဆံမောင်းနေနဲ့ပြတ်ကျတာသူတို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နားမှာပဲပြတ်ကျဆိုတော့ဓာတ်ပုံလည်းမရိုက်လိုက်နိုင်ဘူးစစ်ခွေးတွေကချက်ချင်းကိုရောက်လာပြီးရှင်းလင်းလှုပ်ဆောင်သွားလို့မုံရ Revolution မှာတာဝန်ရှိသူကပြောတယ်။အလားတူနိုဝင်ဘာလ6ရက်နေ့ကလည်းဖြိုးမြို့နယ်ဗရက်ခင်ရွာနဲ့တခွန်တိုင်ရွာကြားမှာဂျပန်စစ်တပ်ဂျိုင်ကော်ပတာတစ်စီးပြတ်ကျပြီးမောင်းနေသူစစ်သားနဲ့တေဆုံးခဲ့ပါတယ်။ဆလဘေတောင်ကုန်းမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထွက်လာတဲ့စစ်တပ်ကိုကြောင်ပြတ်တိုက်ခိုက်မှုစစ်သားကိုတေဆုံး။ပဲခူးတိုင်းတောင်ကုန်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထွက်လာတဲ့ဂျပန်စစ်တပ်ကိုကြောင်ပြတ်တိုက်ခိုက်ရမှာစစ်သားကိုတေဆုံးကြောင်းဒီ Twilight ဆောင်မှာတာဝန်ရှိသူကပြောတယ်ဒီဇင်ဘာ12ရက်နေ့မနက်9:20မိနစ်ခန့်မှာတောင်ကုန်းမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထွက်လာတဲ့အင်အား60ခန့်မှာဂျပန်စစ်တပ်ကိုထုံးမှုကြီးရတွင်မှာတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ထို့သောတိုက်ခိုက်မှုတွင်ဂျပန်စစ်သား9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူ20ဦးရှိကြောင်းတို့ထိခိုက်ဒဏ်ရာရှိသူတွေနဲ့စစ်သားလောင်းတွေကိုပဒဲချီယာကိုတည်ဆောင်သွားပြီးလူနာတင်ကား4စီးနဲ့ထုံးမှုကြီးရကိုပို့ဆောင်လိုက်ပါတယ်။လူနာတွေထဲမှာတော့ချိန်နေဆိုတဲ့ကောင်တွေလည်းပါတယ်စစ်ခွေးစစ်ကြောင်းကတော့တောင်ကူလိတ်သူလှုပ်ရှားစစ်ကြောင်းဖြစ်ပေါ်များတယ်။စစ်ခွေးလင်ခွေပြစ်မခံရအောင်စစ်ကြောင်းထိုးလာခွေးစစ်ကြောင်းကတော့ပဒဲရွာဘက်ကိုစောက်သွားတယ်ပြည်သူတွေကိုဖမ်းဆီးသွားမျိုးမရှိဘူးဒေါ်လာတိုက်ပြဲဆုတ်သွားတာကြောင့်နေမိရှုသွားမျိုးမရှိပါဘူးစစ်ခွေးတွေဘက်ကလက်နက်ကန်တွေမရောက်လိုက်ဘူးခွေးတွေကတောင်ကူလိုက်တော့လက်တလျှောက်ကိုထိုးတယ်စစ်ခွေးတွေတေးတာကိုတော့ကျွန်တော်မျက်မြင်တွေ့ခဲ့ရတယ်တိုက်ပွဲဖြစ်တာကပေ20လောက်ပဲကွာတယ်ကြီးကုံသွားလို့လက်နက်မကောက်နိုင်ခဲ့ရကြောင်းလက်နက်ကန်ကိုညီပေးဖို့ကိုညီတောင်းကျင်တယ်လို့KNI Twilight ဆောင်မှာတာဝန်ရှိသူကပြောတယ်လက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကတောင်ကူလိတ်တုံလမ်းပိုင်းကိုစစ်ကြောင်းတွေမကြာခဏထိုးနေရကြောင်းပြည်သူများအနေနဲ့သတိပြုသွားလာနေတိုင်းကြရင်နဲ့အဖွဲ့ကအတိပိနှိုးစော်ထားပါတယ်။ဆက်လက်ပြီးယာယီသမရစစ်တပ်ကာကွယ်ဦးစီးချုပ်စက်ကမဥက္ကဋ္ဌထိပ်ပိုင်းယာရု3ခုကိုရယူထားတော့လဲလောက်စာတစ်မျိုးတည်းသာယူမရောက်လိုက်ပြောယာယီသမရစစ်တပ်ကာကွယ်ဦးစီးချုပ်စက်ကမဥက္ကဋ္ဌထိပ်ပိုင်းယာရု3ခုကိုတိုင်းပြည်ချင်းနေရယူထားတော့လဲလောက်စာတစ်မျိုးတည်းသာရယူရလို့မရောက်လိုက်ကတပ်တွင်စီဝေမှာပြောဆိုကြောင်းနေပြီးတော့စစ်တပ်သတင်းမြစ်ကပြောပါတယ်။အကြမ်းဖက်မြောက်နိုင်နေပြင်၎င်းအနေနဲ့ချိန်နေရတောင်းရင်များစွာရယူထားတော့လဲနိုင်ငံတော်ဓမ္မလောက်စာတစ်ခုတည်းသာရယူကြောင်းလက်ရှိနိုင်ငံတော်တက်တောင်းရင်များစွာဆက်လက်ယူဆောင်နိုင်ဆန္ဒရှိနေဆဲဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုတယ်။သူယာရုယူထား3ခုပဲမဲ့လောက်စာတစ်မျိုးတည်းကိုပဲယူတယ်လက်ရှိမှာလည်းသူ့ရဲ့ကျန်းမာရေးကောင်းမွန်နေတော့မယ်မို့နိုင်ငံအတွက်ကြားအကန့်ကဏ္ဍမှာဆက်ပြီးပါဝင်ဖို့ဆန္ဒရှိရဆိုတာမျိုးထုတ်ပြောတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောတယ်။